ကိုဘာဟာအမှောင်ထဲမှာပုံအောင်ပြီးစီစာကိုတနက်နဲ့ပစ်ခတ်ခဲ့ပါတယ်။အဲ့ဒီနောက်သူဟာတနက်ကိုမြောက်ကင်ပြီးစီစာကိုလူသားတွေတက်လိုက်ပြီးလို့တခြားမြောက်ဝင်တွေကိုလိန်လယ်အော်ဟစ်လှုပ်ဆော်ပါတော့တယ်။စီစာအတွက်လက်စားချေမယ်ဆိုတဲ့အကြောင်းပြချက်နဲ့လူသားစခန်းကိုညပိုင်းမှာအလစ်ငိုက်ဝင်ရောက်စီးနင်းပါတယ်။ဒါပေမဲ့ပထမလိုင်းတိုက်စစ်မှာတင်လူသားတွေရဲ့ပြင်းထန်တဲ့ပြန်လည်ခုခံမှုကြောင့်မြောက်ဝင်အများပြားတေဆုံးခဲ့ရပါတယ်။ကိုဘာဟာလဲကျတေဆုံးနေတဲ့သူ့အဖော်တွေကိုကြည်ပြီးတာတောင်တိုက်စစ်ကိုဆက်လုပ်ဖို့အမိန့်ပေးပါတယ်။အဲ့ဒီနောက်သူဟာမြင်းပေါ်ကိုခုန်တက်ပြီးရှေ့ကိုအတင်းတိုးထွက်ကတနက်နှစ်လက်ကိုတပြိုင်တည်းပစ်ခတ်ပြီးပြင်းထန်တဲ့ပစ်အားနဲ့တိုက်ခိုက်ပါတော့တယ်။ဒီမြင်ကွင်းကိုကြည့်ပြီးမြောက်ဝင်အားလုံးမှစ်တက်သွားကြပါတယ်။ကိုဘာဟာလူသားတွေရဲ့ခုခံစစ်ကိုဖိနှိပ်နိုင်ခဲ့ပြီးမြောက်ဝင်တွေလည်းရှေ့တိုးခွင့်ရလာပါတယ်။ဒါကိုမြင်တဲ့အခါမြို့တော်ဝင်ကဒုံးပစ်လောင်ချာနဲ့အောက်မှာရှိတဲ့လောင်စာစီပုံးတွေကိုပစ်ခတ်လိုက်ပါတယ်။ပောက်ကွဲမှုကနေထွက်လာတဲ့မီးတောက်တွေကခန့်စစ်စီကိုပိတ်ဆို့လိုက်တယ်လို့မြောက်ဝင်အများပြားကိုလည်းလဲကျသွားစေပါတယ်။ရှေ့တက်တဲ့လမ်းကြောင်းကမီးတောက်တွေနဲ့ပိတ်နေတာကိုမြင်တဲ့အခါကိုဘာကလျှက်စစ်တပ်တိုင်တွေပေါ်တက်ပြီးအပေါ်ကနေဖျက်ကျော်ဖို့ချက်ချင်းအမိန့်ပေးလိုက်ပါတယ်။မြောက်ဝင်တွေဟာအရှိန်ဟုန်နဲ့စတင်တက်ကြပေမဲ့လူသားတွေဘက်ကပြင်းထန်တဲ့ပစ်ခတ်မှုကြောင့်အပေါ်ကနေတကောင်ပြီးတကောင်ပြုတ်ကျကုန်ပါတယ်။သူ့အဖော်တွေအတုံးယုံကျဆုံးနေတာကိုမြင်တဲ့အခါမြောက်ဝင်ငယ်လေးတကောင်ကဓာတ်စီပုံးကိုယူပြီးလူသားတွေရှိတဲ့ခန်းစစ်စခန်းထဲကိုပစ်သွင်းလိုက်ပါတယ်။အပြန်အလှန်ဟန်ချက်ညီညီတိုက်ခိုက်မှုတွေကြောင့်မြောက်ဝင်တွေဟာနောက်ဆုံးမှာခန်းစစ်ကိုဖောက်ထွက်နိုင်ခဲ့ပါတယ်။ကိုဘာဟာမီးတောက်တွေကြားထဲကနေပြေးထွက်လာပြီးအောင်ပွဲခံကြောင်းဟိန်းဟောက်အော်ဟစ်လိုက်ပါတယ်။မြောက်ဝင်တွေရဲ့အောင်ပွဲခံတန်တွေစူညံသွားတဲ့အချိန်မှာပဲအမြောက်ကြီးတစုတက်တက်ကျလာပြီးအတန်တွေချက်ချင်းတိတ်သွားပါတယ်။ကိုဘာကဒေါသတကြီးနဲ့ကောင်းလက်ကြည့်လိုက်တဲ့အခါလူသားတွေရဲ့တင်ကားစစ်ကူရောက်လာတာကိုတွေ့လိုက်ရပါတယ်။ဒီလိုပြင်းထန်လာတဲ့ပြစ်အားနဲ့ရင်ဆိုင်ရတဲ့အခါကိုဘာဟာလုံးဝယူသွတ်သွားသလိုအထင်းကုန်မဲ့တိုက်ခိုက်ပါတော့တယ်။ကြီးစံတွေကြားထဲကနေအကာအကွယ်တွေကိုအတုံးချပြီးသူဟာတင်ကားနာကိုအမြန်ချင်းကပ်ကအပေါ်ကိုခုန်တက်လိုက်ပါတယ်။ကိုဘာဟာတင်ကားထဲကလူကိုထုရိုက်ကလွှင့်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်တင်ကားထဲကိုသူကိုယ်တိုင်ဝင်သွားပြီးမောင်းနှင်သူကိုတက်ကတင်ကားပေါ်ကလက်နက်ကြီးကိုသူကိုယ်တိုင်ထိန်းချုပ်လိုက်ပါတယ်။ဒီတင်ကားကိုအကာအကွယ်ယူပြီးမြောက်ဝင်တွေဟာဆက်လက်ချီတက်ကြရာနောက်ဆုံးမှာတော့မြို့ရဲ့တကားကြီးကိုဖြိုဖျက်နိုင်ခဲ့ပါတော့တယ်။